ကျွန်တော် game ရဲ့အဓိက primary mechanic ကတော့ကိုတာဝါကိုလာချတဲ့ရန်သူတွေကိုပြန်ချနိုင်ဖို့အတွက် attack ကိုတင်မလား။သို့မဟုတ်တာဝါကိုခံနိုင်ရှိအောင် defense ကိုတင်မလား။ဒါမှမဟုတ် mana တို့ coin တို့ gen တို့ပို့ရအောင် utility stat တွေကိုတင်မလားဆိုပြီး gameplay ကိုဆွဲမဲ့ဖြစ်အောင်လုပ်ထားပါတယ်။ဒါပေမဲ့ဒီမှာ gameplay တစ်ခုတည်းကိုပဲကြာကြီးစော့နေရအောင်ဆို player လေးပြင်းနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနောက်ထပ်ရန်သူတွေနှိမ်နှင်းဖို့အတွက် spell 6မျိုးလည်းထည့်ထားပေးပါတယ်။မီလုံးနဲ့ပြစ်တဲ့ fireball spell မီကွင်းထွက်တဲ့ firing ပြီးရင်ရန်သူကိုနှေးလို့ခဲလို့ရတဲ့ blizzard နဲ့ freezing spell တွေလည်းထည့်ထားပေးပါတယ်။အားလုံးတစ်လေးတစ်ခုပေးပါမယ် fireball spell က OP spell ပါနောက်ထပ် game ကိုပို့ပြီးစိတ်ဝင်စားဖို့ကောင်းအောင်ကျွန်တော်တို့ battle ရေးမှာချနေတော့အကူအညီလိုလာလို့ရှိရင်မော့ဆေးကြီးတောက်လို့ရတဲ့ potion mechanic တွေလည်းထည့်ထားပါတယ်Key potion တို့ rage potion တို့ပြန်လည်ရှင်သန်နိုင်တဲ့ phoenix potion တွေအပြင်အခြား potion တွေလည်းဖန်တီးထားပါတယ်ဒါပေမဲ့ကျွန်တော် game ကိုပြန်လည်သုံးသက်ကြည့်တဲ့အခါမှာတစ်ခုလိုလည်းခံစားနေရတယ်အဓိကပြဿနာကရန်သူကအမျိုးအစားနည်းပြီးတော့မကြမ်းအောင်ဖြစ်နေတာပါအဲ့ဒီအတွက်ကြောင့်ကျွန်တော် game ကိုပို့ပြီး balance ဖြစ်အောင် boss နဲ့ရန်သူမျိုးစားပေါင်း10မျိုးကိုထပ်ထည့်ခဲ့ပါတယ်ဒီကောင်နဲ့ဒီကောင်ချတဲ့ပုံစံတွေအားနည်းချက်တွေလည်းမတူအောင်လုပ်ထားပါတယ်ဒါဆိုရှင်ကျွန်တော်တုံတက်လို့မရတော့ဘူးသူတို့ထဲမှာ The Dark One ဆိုတဲ့ boss ကတော့အကျန်းဆုံးဆိုပေမဲ့ level 30ကဟောင်းဆိုတဲ့ free boss ကြီးကိုချကြည့်လိုက်အောင်ပေါ့ဒိုတာရဲ့ Haskell သတိရပါလိမ့်မယ်